အားလုံးပဲမင်္ဂလာပါခင်ဗျာ Future Stethoscope Channel ကနေကြိုဆိုပါရစေဒီနေ့ပြပြသွားမယ့်အကြောင်းအရာကတော့ Date Difference ဆိုတာဘာလဲ Date Difference ကိုကျွန်တော်တို့ရဲ့ဆေးပညာလောကမှာဘယ်လိုအသုံးချသွားမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အရင်ဆုံး Date Difference ဆိုတာဘာလဲအရင်ကြည့်ကြလိုက်ရအောင် Date Difference ဆိုတာကကြတော့ရက်စွဲနှစ်ခုကြားထဲမှာရှိတဲ့ခြားနာခြင်းကိုဆိုလိုပါတယ်အဲ့ဒီခြားနာခြင်းကနှစ်လည်းဖြစ်နိုင်တယ်လလည်းဖြစ်နိုင်တယ်ရက်တွေလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဆေးပညာလောကမှာဒီ Date Difference function ကိုဘယ်နေရာတွေမှာသုံးတယ်လဲကျွန်တော်တို့ရဲ့ဆေးပညာလောကမှာ Date Difference function ရဲ့အသုံးဝင်မှုတွေအများကြီးရှိပါတယ်ပထမတစ်ခုကတော့လူနာရဲ့အသက်ကိုတွက်ချက်တဲ့စီမှာသုံးပါတယ်လူနာရဲ့မွေးနေ့ကိုသိလို့ရှိရင်ကျွန်တော်တို့ဆေးရုံဆေးကန်းကိုလာပြတဲ့နေ့ပေါ်မှာတည်ပြီးတော့သူ့ရဲ့အသက်ကဘယ်လောက်ရှိပြီလဲဆိုတော့ဒီ Date Difference function နဲ့တွက်လို့ရပါတယ်ဒုတိယတစ်ခုကကျတော့လူနာမှာရှိတဲ့ယောဂ condition တွေလူနာကိုပေးရတဲ့ကုသမှုတွေအဲ့ဒါဘယ်လောက်ကြာနေပြီလဲဆိုတော့ကိုသိဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် Date Difference function ကိုသုံးပြီးတွက်လို့ရပါတယ်နံပါတ်3 function ကလည်းအဲ့လိုပဲကျွန်တော်တို့ပေးရတဲ့ကုသမှုကဘယ်နှလပေးမှလဲဘယ်နှစ်ပေးမှလဲအဲ့ဒီပေးမဲ့ duration မှာဒီလူနာဘယ်လောက်ကုန်ဆုံးသွားပြီလဲဆိုတာသိလို့ရှိရင်ဘယ်လောက်ကျန်သေးလဲဆိုတာကိုပြန်ပြီးတော့တွက်ထုတ်လို့ရပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ဆေးတွေဆေးဝါးဆက်ဆက်ပစ္စည်းတွေအဲ့ဒီဟာတွေကဘယ်အချိန်မှာ expire ဖြစ်မှာလဲဒါဆို expire ဖြစ်ခင်ဘယ်လောက်အလိုမှာကျွန်တော်တို့ stock ကိုပြန်လဲဖြည့်ဆည်းမှာလဲဆိုတော့ stock management နဲ့ပတ်သက်ပြီးတော့ဒီ Date Difference function ကိုသုံးလို့ရပါတယ်နံပါတ်5အချက်ကကြတော့အရေးကြီးတဲ့သတင်းအချက်အလက်တွေဖြစ်တဲ့ hospital stay တို့မျိုးအဲ့လိုမျိုးအချက်အလက်တွေတွက်ချက်တဲ့စီမှာDate Difference function ကိုသုံးလို့ရပါတယ်နောက်ဆုံးတစ်ခုကကျတော့ကျွန်တော်တို့ဒီလိုမျိုး function ကိုသုံးခြင်းအပြင်အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြားထဲမှာအောင်မြင်တဲ့အလိုလဲကူကူသတင်းအချက်တွေကိုဖလှယ်ပြီးတော့လူနာတော့ပိုကောင်းတဲ့ဟာကိုရရှိခံစားနိုင်မယ်ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော် Date Difference function ကိုဘယ်လိုတွက်ကြမလဲနော်မတန်မောက်ကို powerful ဖြစ်တဲ့ software တွေဖြစ်တဲ့ Microsoft Excel တို့ Google Spreadsheet တို့လိုမျိုး software တွေမှာ Date Difference ဆိုတဲ့ function ပါပါတယ်အဲ့ဒီ Date Difference function ကိုကျွန်တော်တို့ဘယ်လိုရေးကြမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်Date Difference function ကိုရေးဖို့အတွက်ကျွန်တော်တို့ကအဆင့်3ဆင့်ပဲလုပ်ပါတယ်ပထမတစ်ခုကတော့ကျွန်တော်တို့ start date လေးသိဖို့လုပ်ပါတယ်ဒုတိယတစ်ခုက end date သိဖို့လုပ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပြန်လေလိုချင်တဲ့ unit ပေါ့နော်အဲ့ဒီ unit ကိုကျွန်တော်တို့ကဘာရေးလိုချင်တာလဲဆိုတာကိုသိလို့ရှိရင်ကျွန်တော်တို့တွက်လို့ရပါပြီ formula ရေးဝင်ရေးတွေကကျွန်တော်တို့လဲပါတယ် date difference ဖြစ်ကြောင်းအတူကောက် date difference လို့ရေးပါတယ်ခွင်းလေးဖွင့်လိုက်ပါတယ်ပြီးရင် start date ရေးပါတယ် end date ရေးပါတယ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ unit ကိုရေးပါတယ်ပြီးလို့ရှိရင်ခွင်းလေးပြန်ပိတ်လိုက်ပါတယ်ဒါဆိုလို့ရှိရင် formula ပြီးတော့အဲ့တော့ဒီမှာ unit နေရာမှာပေါ့နော် unit နေရာမှာကျွန်တော်တို့ကဘာနဲ့လိုချင်တာလဲနော်ရက်စီနဲ့လိုချင်လို့ရှိရင် d လို့ရေးပြီးတော့လအရေးအတွက်နဲ့လိုချင်ရှိရင် m လို့ရေးပါတယ်နှစ်အနေနဲ့လိုချင်လို့ရှိရင် y လို့ရေးပါတယ်ဥပမာကျွန်တော်လူတိုင်းအသက်ကိုတွက်မယ်ဆိုလို့ရှိရင် years ကိုလိုချင် y နဲ့ရေးပါတယ်လူနာဆေးကုသမှုဘယ်လောက်ကြာနေပြီတွက်ချင်တယ်ဆိုလို့ရှိရင် days ကိုလိုချင် d လို့ရေးပြီးတော့ months ကိုလိုချင် m လို့ရေးပါတယ်ဒီမှာ memory ပြီးတော့မပေါ်မဆဖို့ကြတော့ဒီ d တို့ m တို့ y တို့ရဲ့စကားလုံးတွေမှာ double ကုတ်ပေါ့နော်မျက်တောင်အဖွင့်အပိတ်လေးတစ်ခုပါရမယ်ဆိုတဲ့ဟာပေါ့နော် memory ပြီးတော့ပို့လို့ကဲအဲ့ဒါဆိုကျွန်တော်နဲ့အတူတူတကယ် real practice မှာဘယ်လိုတွက်ကြမလဲဆိုတာလိုက်ကြည့်ဒီရှိမှာတော့ကျွန်တော်ကDate Difference function ကိုသုံးပြီးတော့လူနာကကျွန်တော်တို့ဆေးကန်းကိုလာပြတဲ့နေ့မှာအသက်ဘယ်လောက်ရှိပြီလဲဆိုတာကိုဥပမာနဲ့တွက်ပြသွားမှာဖြစ်ပါတယ် Day of birth column ကနေကျွန်တော်ဆေးကန်းကိုလာပြတဲ့ visit date column ကနေဒီ column တစ်ခုကနေဆိုသူ့ရဲ့အသက်ဘယ်လောက်ရှိတယ်လဲဆိုတော့ဒီမှာကျွန်တော်တွက်ထုတ်ကြမယ်ပေါ့နော်ကျွန်တော်တို့ကဒီ Day of birth နဲ့ visit date ကို yes တွေဒီအဖြစ်ချင်တဲ့အတွက်ကျွန်တော်အရင်ဆုံး validate လုပ်ပါမယ် validate လုပ်တာကိုတော့အရင် video တွေမှာပြောခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီမှာတော့ထပ်မပြောတော့ပါဘူးကျွန်တော်တို့ rule လေးထည့်လိုက်ပါမယ်B2 ကစားပါမယ် drop down နေရာမှာကျွန်တော် is validate လို့ဖြည့်လိုက်မယ်ဒိတ်မဟုတ်လို့ရှိရင် recheck လုပ်ခိုင်းလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် rule ထည့်ပြီးသွားပါပြီဒါဆိုကျွန်တော်ဒီမှာ formula ရေးပါမယ် formula ရေးလို့ရှိရင် formula အကမှကျွန်တော်စာရေးမယ် formula တိုင်းညီမျှခြင်းနဲ့စာပြီးညီမျှခြင်းရေးလိုက်ပါမယ် Date Difference ဖြစ်မှာဖြစ်တယ်ကျွန်တော်တို့ DATE လို့ရိုက်လိုက်ရင်ဒီမှာပေါ်လာပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ Date Difference ကိုရေးလိုက်ပါမယ်ဒီမှာသူကအခွင့်လေးဖွင့်ပေးသွားပြီဖြစ်တယ်ကျွန်တော်တို့ကရေးပုံရေးနေတဲ့အတိုင်းဆိုလို့ရှိရင် start date ရယ် end date ရယ်ကိုလိုချင်တဲ့ unit ရယ်ရေးကြပါstart date ကဘာလဲဆိုတော့ date of birth အဲ့ date of birth အကောက်ကိုတစ်ချက်ထောက်တယ် comma ရေးတယ် end date က visit date ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ visit date အကောက်ကိုတစ်ချက်ထောက်တယ် comma ရေးတယ်ကျွန်တော်တို့ကဘာနဲ့လိုချင်တာဆိုတော့ဒီနေရာမှာလူတိုင်းရဲ့ပြည့်ပြီးအသက်ကိုရေးတယ်ကျွန်တော်ရေးရဖြစ်တော့ y ရေးပါမယ်အဲ့ဒီမှာမျက်တောင်ကိုဖွင့်ပိတ်လေးပေးပါတယ်ပြီးရင်ခွင်းလေးပိတ်လိုက်ပါဒါဆိုရပါပြီဒီမှာတော့ဘာကနမမရှိတဲ့ကြောင့်သူကတုံညဆိုပြီးတော့ပြနေတာပေါ့နော်ကျွန်တော်တို့ဒီမှာ date လေးဖြည့်ကြည့်ကြအောင် visit date ကိုဒီနေ့ပဲထားရမယ်သူ့ရဲ့ date of birth ပေါ့နော် date of birth ကကျွန်တော်2000ပြည့်နှစ်ကိုပဲသွားကြည့်ကြအောင်ဒီမှာ26ဆိုလို့ရှိရင်သူက9နှစ်ပဲရှိနေတာပေါ့နော်ဥပမာ28ကိုယူကြည့်လိုက်ရင်သူကဘာဖြစ်သွားပြီဆိုတော့ဒီမှာ4နှစ်ပဲရှိသေးတယ်ဆိုပြီးပြမယ်ပေါ့နော်ဒါဆိုလို့ရှိရင်လူတိုင်းရဲ့မွေးနေ့ပေါ်မူတည်ပြီးတော့ပေါ့နော်အသက်ဘယ်လောက်ရှိနေပြီလဲဆိုတော့ကျွန်တော်တို့က manually လိုက်ပြီးကောက်လုပ်နေစရာမလိုဘူးတွက်နေစရာမလိုဘူးနဲ့ကွန်ပျူတာနဲ့တခါတွက်ပြီးသွားတာဖြစ်ပါတယ်အဲ့တော့တအားကိုလည်းကွန်ပျူတာဆန်ပြီးတော့အသုံးဝင်တဲ့ tool တစ်ခုပဲဖြစ်ပါတယ်အကြောင်းပြောကြနေတယ်ပဲဒီနေ့ဗီဒီယိုဒီကောင်ချုပ်ပြရစေ